မျိုးဟုတ်လားအဲ့တော့မှတ်လိုက်ရအောင်လိုချင်လို့ကိုယ်ွယ်သူဒါကြောင့်လက်ကောက်ကလေးကြည့်လိုက်တော့ပရိသတ်ရဲ့လက်တကြွစိတ်ဆုံးကဟိုဘက်လည်းအစင်တန်းလေးဒီဘက်လည်းအစင်တန်းလေးဖြစ်မနေဘူးလားသူကအကြီးအကဲဖြစ်မနေဘူးလားဒါကြောင့်မှတ်လိုက်ရအောင်မျိုးနွယ်ကြောင့်ကိုယ်ွယ်သူယေရနာပစ္စည်းမှန်သမျှတန်ဖို့ရှိတာမှန်သမျှဝိစင်တာကပရိသတ်ရဲ့ပဲလက်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတတ္တတရားဆိုတာသာသနာတော်ကြီးမှာတန်ဖိုးမဖြတ်နိုင်တဲ့ယေရနာတဲ့တတ္တတရားကတန်ဖိုးမဖြတ်နိုင်တဲ့ယေရနာပါဗျာဒါဆိုရင်တရားတရားကိုယေရနာနဲ့နိုင်လိုက်တော့လက်တကြွရဘာဖြစ်မလဲတရားတရားနဲ့ကိုယ်ကိုယ်သူဟောလက်သားလေးကရှေ့ဆုံးကလားနောက်ဆုံးကလားရှေ့ဆုံးပါဗျာပညာရှိလို့ရှိရနေတာလားပညာမရှိလို့ရှိရနေတာပညာရှိလို့ရှိရနေတာပညာရှိတဲ့ပုဂ္ဂိုလ်တွေမှန်သမျှရှေ့ဆုံးကကောင်းဆောင်မှန်ရလားမှန်ပါဗျာဘယ်ရမဆိုရှေ့ဆုံးကပရိသတ်ရဲ့ကောင်းဆောင်ဆောင်ရွက်တာဒါကြောင့်လက်တန်းကိုမှတ်လိုက်ပညာရှိပညာနဲ့ကိုယ်ွယ်သူပညာနဲ့ကိုယ်ွယ်သူပါဗျာဒါဆိုရင်ဗုဒ္ဓဘာသာ၅မျိုးရသွားပြီးပြန်ပြောမယ်ဘယဗုဒ္ဓဘာသာလာဘဗုဒ္ဓဘာသာကုလဗုဒ္ဓဘာသာတတ္တာဓိကဗုဒ္ဓဘာသာပညာဓိကဗုဒ္ဓဘာသာဗုဒ္ဓဘာသာဘယ်နှမျိုး၅မျိုးပါဗျာဘယဗုဒ္ဓဘာသာဆိုတာကကြောက်လို့ကိုယ်ွယ်တာဘာကြောက်တာလဲဆိုရင်ပြိဿရဲ့ဆင်းရဲမှာကြောက်တယ်ဘာဖြစ်မှာကြောက်တာအိုရမှာကြောက်တယ်နာရမှာကြောက်တယ်သိရမှာကြောက်တယ်မှန်ရဲ့လားမှန်ပါဗျာသာသနာတော်ကြီးကိုကြောက်လို့ရောက်လာတာတို့ပြိဿဘာသာကြီးကိုကိုးကွယ်တယ်ဆိုတာကြောက်လို့ကိုးကွယ်တာအဲ့ဒီပုဂ္ဂိုလ်တွေကမြတ်သောကိုးကွယ်မှုလို့ဖြစ်နိုင်ပါမလားနောက်နံပါတ်2ကတော့ပရိသတ်ရေလိုခြင်းလို့ကိုးကွယ်သူလာဘဗုဒ္ဓဘာသာဘုရားသာသနာတော်ကြီးကိုကိုးကွယ်လာတဲ့ကြီးညိုလာတဲ့ဆိုတာကသူ့အတွက်အခွင့်အရေးလိုခြင်းလို့သူ့အတွက်လမ်းလာပါကိုအမိရလိုခြင်းလို့ဒါကြောင့်မို့လို့ကိုးကွယ်တာတနည်းအားဖြင့်ပြောမယ်ဆိုရင်ဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီးတော့ကိုကျိုးအတွက်အသုံးချခြင်းလို့ဗုဒ္ဓဘာသာကိုကိုးကွယ်တာအဲ့ဒါလာဘဗုဒ္ဓဘာသာဘာဗုဒ္ဓဘာသာလဲလိုချင်လို့ကိုယ်ခွဲတာပရိသတ်ယူဘာဗုဒ္ဓဘာသာလဲလာဘဗုဒ္ဓဘာသာအဲ့ဒါသာသနာဖြစ်သွားတယ်တော့သာသနာပြစ်သွားတယ်မပြစ်နိုင်ဘူးလားပြစ်နိုင်ပါလေဗျာဘုံဘုံရဲ့ဆရာသမားဘုံဘုံကိုမှာဘူးတယ်တခြားမဟုတ်ပါဘူးကပိုင်ကျောင်းဆရာတော့ဒီပရိသတ်ထဲမှာကပိုင်ကြီးပါကိုသိတဲ့လူပါမှာပေါ့ပြန်တော်မူသွားပြီဖြစ်တဲ့ဆရာတော်ဦးမိန်တကဘုံဘုံရဲ့ဆရာပါကပိုင်ကျောင်းမှာဘုံဘုံက9နှစ်ပညာသင်ခဲ့ရတယ်ဆရာတော်ကပြောတယ်နင်းကျောင်းထိုင်လို့ရှိရင်တဲ့3မျိုးကိုရှောင်းတဲ့ပါလို့ရှောင်းရမှာနံပါတ်1အိမ်မလဲနဲ့နံပါတ်2ငွေမချီးနဲ့တဲ့နံပါတ်3အမျိုးသမီးတွေနဲ့ကျောင်းကမှာရိုး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 မနေနဲ့ဘယ်နှခုမှာလား3ခုပါဗျာအဲ့ဒီ3ခုကိုရှောင်းရင်အဲ့ဒီကျောင်းမှာမြဲတယ်အဲ့ဒီကျောင်းမှာတိုးတက်တယ်တဲ့ဟုတ်တာပေါ့ဘုန်းကြီးကိုခင်မအောင်လာပေါင်းတယ်ဟောပေါင်းတဲ့ခါကျတော့ဆရာတော်ဘုရားတပည့်တော်တို့ဘယ်လိုကဲကဲရှိလို့ပတ်စံလေးချိပါအောင်ဆိုဟောကိုတက္ကဒကမဆိုတော့ပေးလိုက်ရရောပေးလိုက်ရရောပရိသတ်ရေပေးထားတဲ့ပတ်စံအတိုးမရှိဟုတ်လားအတိုးနဲ့ချိစားရင်လည်းဒီဘုန်းကြီးကိုကဲရဲ့အောင်ပါအဲ့တော့အကျွေးရစရာရှိတဲ့အကျွေးသွားတောင်းရင်လည်းပဲပရိသတ်ရေဆင်ပြေပါမလားပြေပါဗျာအဲ့တော့အိမ်ကိုလဲခြင်းအောင်ဆောင်ရဟုတ်တယ်တကဘာကြီးတရိယာလို့လာတာဟုတ်လားဘုံဘုံဘယ်ကပြန်လာတာလမ်းကျုံလို့ဝင်လာတာပေါ့ဘုံဘုံရှာယူထားတဲ့ပတ်စံလေးကပြန်ရပါမလားမမေ့ရဘူးလားဆရာတော်ဘုရားတလားဆောင်ပါဦးနောက်တစ်ခါသွား10ရက်လောက်ဆောင်ပါဦးနောက်တစ်ခါသွား9ရက်လောက်ဆောင်ပါဦးတကားဦးဝမေးရေနောက်ဆုံးတော့ဆုံးပါနောက်ဆုံးတော့ဆုံးရတဲ့မဆုံးဘူးဘယ်ဆုံးမလဲ
ပုလူစေလူသားလေခဏခဏပရိသတ်ရဲ့အဲ့ဒီအိမ်ကိုလာပါများတော့ဘေးပတ်ဝန်းကျင်ကဘာဖြစ်လာလဲမင်းငေါ့လာလေကြီးခဏခဏသွားနေတယ်ကြီးကခဏခဏအဲ့ဒီအိမ်ကိုရောက်နေတယ်ကဲရဲ့တန်လေးပါမလာဘူးလားဘေးကလည်းကဲရဲ့တန်လေးပါလာတယ်ပရိသတ်ရဲ့ကိုပေးတဲ့ငွေလည်းမရဘူးဆိုတော့နောက်ဆုံးမရရဆွဲတော့ဘိုးအောင်တင်ဇလန်းခင်းတော့တာဟမ်ငါကဘူအောင်တင်နေကဒါကိုမမြင်ဆိုတော့ဟုတ်လားတွန်းတရားရေတမုံနဲ့မမြဝင်ပါသွားရောအဲ့ဒါဘာဗုဒ္ဓဘာသာဖြစ်သွားလို့လာပါဗုဒ္ဓဘာသာဘာဖြစ်သွားလို့လဲနောက်နာဘသုံးကတော့ကုလဗုဒ္ဓဘာသာနောက်တစ်လုံးပြီးလိုက်ပါဒါချက်အားမရှိကုလဗုဒ္ဓဘာသာဆိုတာကပရိသတ်ရဲ့မျိုးနွယ်ကြောင့်ကိုယ်ွယ်သူဘာကြောင့်ကိုယ်ွယ်သူမိမိကဗုဒ္ဓဘာသာမိမိကဗုဒ္ဓဘာသာဒါကြောင့်မို့လို့ကိုယ်အလက်မှလည်းဗုဒ္ဓဘာသာသူများကိုယ်ွယ်လို့ကိုယ်ွယ်တာအမေအဖေအဖိုးဘွားတွေကြောင့်မျိုးနွယ်နဲ့လိုက်ပြီးတော့ကိုယ်ွယ်လာတဲ့ဗုဒ္ဓဘာသာအဲ့ဒီသုံးမျိုးကတော့ပရိသတ်ရဲ့အညာဆုံးဗုဒ္ဓဘာသာပြောပါဗုဒ္ဓဘာသာလေနောက်နံပါတ်၄ကတရားတရားနဲ့ကိုယ်ွယ်သူတတ္တဆိုတာပရိသတ်ရဲ့အင်္ဂါ၃ချက်ရှိတယ်ယုံကြည်မှုရဲ့ကြည်လင်သရှင်းမှုရဲ့ပြတ်သားမှုရဲ့ပြောကြည့်ပါဦးယုံကြည်မှုရဲ့ကြည်လင်သမှုရဲ့သရှင်းမှုပါဗျာတရားတရားဆိုတာကံကံရဲ့အကျိုးကိုယုံကြည်တာတရားတရားမှန်ပါပါဘုရားတရားသံဃာယရဏသုံးပါးကိုယုံကြည်တာတတ္တတရားအဲ့ဒီလိုယုံကြည်မှုရဲ့နောက်ွယ်မှာမိမိရဲ့စိတ်ကလေးနောက်ကြည့်မှုမရှိဘူးကြည်လင်သရှင်းနေတယ်ကိုဝင်းနိုင်ရဲ့ကိုဝင်းနိုင်ဆိုညကပဲချိန်ပြန်ရောက်တယ်မသိဘူးမိုးလင်းတော့ကြည့်လိုက်တော့ဒီတန်ခါစမှာသူအိတ်နေတာဒါပေမဲ့လို့မိုးလင်းတော့ပရိသတ်ရဲ့သူ့ရဲ့စိတ်ကြည်ကြည်လင်လင်ပဲမှန်ရလားမှန်ပါဗျာယုံကြည်မှုနဲ့လှုပ်လှုပ်နေတာကြည်လင်သရှင်းခြင်းနဲ့ယုံကြည်ခြင်းနောက်တစ်ခုပြတ်သားတဲ့ပရိသတ်ဘာဖြစ်တာလဲပြတ်သားတယ်ဆိုတဲ့နေရာမှာဖြစ်ခြင်းရဖြစ်ပြည့်စလက်ကပြတ်သားတာကိုပြတ်သားတယ်လို့ပြောဘူးနော်တချို့ကပြောကြတယ်အလှဒါနဝါဒဝစေတနာပြတ်ပါတယ်လှူပြီးတာပဲပုဂ္ဂိုလ်တို့ပရိသတ်လှူပြီးလို့ရှိရင်လှူပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီလှူဒါနကုသိုလ်တစ်ခုကိုအမြဲတမ်းကိုယ်ကိုနှုတ်ဆော်ပေးရမယ်ဘုံဘုံတို့စေတနာ၃တန်စေတနာဘယ်နှတန်လဲလှူပြီးတဲ့နောက်မှာဆောင်ရွက်ရမယ်စေတနာကပရစေတနာဘာစေတနာလဲအဲ့ဒါကဘယ်ထိယူသွားရမှာလဲပရိသတ်သေတဲ့အထိယူသွားဘယ်ထိယူသွားရမှာဟောနိဗ္ဗာန်ဒီတန်းလျှောက်မသွားခြင်းလေဟုတ်လားတခါတွေးတော့တစ်ချိန်တွေးတော့တခါကုသိုလ်ရမယ်နှစ်ခါတွေးနှစ်ချိန်တွေးတော့နှစ်ခါကုသိုလ်ရမယ်